music အသေးတဲ့လာအောင်မွေးဝင်ဘယ်လိုအကြောင်းလေးပြောပြပါလားအကိုတဲ့သတင်းဌာနတစ်ခုမှတွေ့လို့ပါတဲ့ Laotian Wolfsnake ကဘယ်တော့မှ music အသေးဖြစ်သွားလဲကျွန်တော်တော့မသိလိုက်ပါလားဒီ comment တွေမှာကျွန်တော်လည်းတွားကြည့်မိတယ်ဒီ DTV မှာအစရေးထားတယ်ပေါ့နော်မြန်မာနိုင်ငံတွင် Wembley music အသေးထပ်မံတွေ့ရှိရဲ့ No ဒီကောင်တွေကိုကတော့ English လို့ Laotian Wolfsnake လို့ခေါ်တယ်မြန်မာလိုကတော့မွေးဝင်ပလွေပေါ့နော်ဒီလာအိုမွေးဝင်ပလွေလို့လည်းလူသိများတဲ့အမျိုးအစားဖြစ်တယ်လွန်ခဲ့တဲ့4-5နှစ်လောက်ခရဲကကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီ ID ခွဲပြီးတဲ့ group တွေထဲမှာမြန်မာနိုင်ငံမှာဒီ Laotian Wolfsnake တွေရှိတယ်ဆိုတာမှတ်တမ်းတွေရှိခဲ့ပြီးသားပေါ့နော်လွန်ခဲ့တဲ့4-5နှစ်လောက်ခရဲကအခုဒီကောင်တွေကိုထွက်တဲ့သိပ္ပံစာတမ်းကဒီကောင်တွေရဲ့မျိုးစိတ်အသစ်ပါဆိုပြီးထွက်လာတဲ့စာတမ်းမဟုတ်ဘူးဒါကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့ရတယ်ဆိုတော့ဒါ record ပေါ့နော် record အတွက်ထုတ်ထားတဲ့သိပ္ပံစာတမ်းအခုထွက်လာတာ that doesn't mean that they're like new species right Laotian Wolfsnake ဆိုတာကျွန်တော်တို့အရင်ကတည်းကရှိပြီးသားအမျိုးအစားအဲ့ဒါမျိုးစိတ်အသစ်ဖြစ်မသွားဘူးမြန်မာနိုင်ငံမှာအခုမှဒီစာတမ်းထုတ်လိုက်တာနဲ့ပဲပေါ့နော်တကယ်မျိုးစိတ်အသစ်ဆိုတာဘာလဲဆိုတာကျွန်တော်ပြောပြမယ်ပေါ့နော်Okay ဒီကတော့ကျွန်တော်တို့ Central Myanmar Pit Viper လို့လည်းခေါ်တယ်မြန်မာလိုကတော့ဒီအညာမွေစိမ့်မိကြောက်ပေါ့နော်အဲ့တော့ဒီကောင်ကတော့အစကကျွန်တော်တို့ထင်ထားခဲ့တာကတခြားနိုင်ငံမှာရှိတဲ့မျိုးစိတ်တစ်မျိုးရဲ့နာမည်ပေးထားတယ်တခြားနိုင်ငံအမျိုးအစားနဲ့ပဲတူတူပဲလို့ထင်တာဗျာရှင်းရှင်းပြောရလို့ရှိရင်တော့ဒါပေမဲ့ဒီကောင်တွေကို DNA စစ်ကြည့်တဲ့အခါမှာတော့ဒီကောင်တွေရဲ့ DNA ကတခြားကျွန်တော်တို့ထင်ထားတဲ့အမျိုးအစားနဲ့မတူဘူးဆိုတာသိခဲ့ရတယ်ဒီကောင်တွေကိုသိပ္ပံနာမည် Trimerosaurus ozai ဆိုပြီးတော့နာမည်အသစ်ပေးခဲ့တယ်ဒါကတကယ်မျိုးစိတ်အသစ် Okay နောက်ထပ် example တစ်ခုဒါကတော့ ARD မွေစိမ့်မိကြောက်လို့ခေါ်တယ်ဒီကောင်တွေကိုလည်းအဲ့လိုပဲဒီကောင်တွေကိုအစထင်ထားခဲ့တယ်အိန္ဒိယမှာတွေ့ရတယ်ကျွန်တော်တို့ဒီ bamboo pit viper ဆိုတဲ့အမျိုးအစားနဲ့တူတူပဲလို့ထင်ခဲ့တယ်ဒါပေမဲ့ဒီကောင်တွေကို DNA စစ်ကြည့်တဲ့အခါမှာဒီကောင်တွေကမြန်မာနိုင်ငံ ARD မြဝကျွန်းပေါ်မှာပဲနေတဲ့မွေစိမ့်မိကြောက်အမျိုးအစားဆိုတာကျွန်တော်တို့သိခဲ့ရတဲ့အတွက်ကြောင့်ဒီကောင်တွေကိုသိပ္ပံနာမည် Trimerosaurus ardiensis ဆိုပြီးတော့နာမည်အသစ်ပေးခဲ့တယ်မျိုးစိတ်အသစ်ဆိုရင်နာမည်အသစ်ပေးရတယ် rightအဲ့တော့ ဒီမွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲပေါ့နော်ဒါကိုကျွန်တော်တို့မျိုးစိတ်အသစ်လို့ခေါ်လို့ရလားပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တို့တစ်ချက်လောက် comment လေးမှာရေးခဲ့ပေးပါကျွန်တော်ကတော့ဒါအလုံးဝအဓိပ္ပာယ်မရှိဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့မျိုးစိတ်အသစ်ဆိုတာနှစ်ခုရှိရမယ်ပေါ့နော်နာမည်အသစ်ရှိရမယ်မျိုးစိတ်အသစ်ဆိုလို့ရှိရင် okay ပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုမှရှာတွေ့တဲ့ဟာမျိုးဆိုတာမျိုးစိတ်အသစ်လို့ခေါ်လို့ရတယ်အခုက record အသစ်ကိုကျွန်တော်မျိုးစိတ်အသစ်လို့တော့ခေါ်လို့မရဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးခဲ့ပေးပါဦးနောက်ခေါက်ပြန်တွေ့ကြမယ်ပေါ့နော် peace